တာကီမီချီတယောက် လွန်ခဲ့တဲ့10နှစ်ကိုပြန်ရောက်နေပြီးအထက်တန်းကျောင်းသားတယောက်ဖြစ်နေပါပြီ။ကျောင်းကိုနောက်ဆုံးမှရောက်လာပြီးအကွန်တို့တငယ်ချင်းတိုင်းနဲ့ပြန်ဆုံနေပါတယ်။အဲ့ချိန်မှာပဲဟက်ကန်ရောက်လာပြီးစာမေးပွဲအတွက်စားလုပ်ပြီးပြီလားလို့မေးလိုက်ပါတယ်။တာကီမီချီကပြောင်းလဲသွားတဲ့ဟက်ကန်ကိုအချိန်ကြာကြာစဉ်းစားပြီးမှမှတ်မိသွားပါတယ်။တာကီမီချီကချီဖူယူကိုသတိရသွားပြီးလိုက်ရှာရင်အခန်းတစ်ခုမှာစာအုပ်ဖတ်နေတာကိုတွေ့လိုက်ရပါတယ်။တာကီမီချီကမျက်ရည်တွေကျလာပြီးအနာဂတ်ကမိုက်ကီနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ်လို့ပြောလိုက်တော့ချီဖူယူကလန့်သွားပြီးမင်းအနာဂတ်ကတာကီမီချီလားလို့မေးလိုက်ပါတယ်။ပြီးတော့တာကီမီချီကအကြောင်းစုံကိုရှင်းပြလိုက်ပြီးငါသူ့ကိုကယ်မယ်လို့ပြောလိုက်ပါတယ်။လမ်းကြားတစ်ခုမှာကိုကိုကလူမိုက်တယောက်ရဲ့စောက်ကွက်တဲ့တဲ့ကိုတတ်နေထားရင်တိုကျိုမှာငါတို့ခိုင်းရလွဲပြီးခြားကိုင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ဆန်သူကလည်းဘလို့မြင်ခွင်းလဲမရှုံးနေတဲ့ခေါင်းဆောင်ကိုကြည့်ပါအောင်လို့ပြောလိုက်ပါတယ်။မိုက်ကီတယောက်ကလဲကျနေတဲ့လူမိုက်တွေကြားမှာမရက်နေပါတယ်။ဟုတ်ပါတယ်။သူတယောက်တည်းနဲ့လူမိုက်အားလုံးကိုပြင်းလိုက်တာပါ။မိုက်ကီတယောက်ကအေးစက်နေတဲ့မျက်လုံးတွေရှိနေပြီးမင်းရောက်လာပြီလားတာကီမီချီလို့ရေရွတ်လိုက်ပါတယ်။တာကီမီချီနဲ့ချီဖူယူတို့ကအတူရှိနေပြီးအဲ့ဒါဆိုမိုက်ကီကအချိန်ကြီးသွားဖို့အဓိကမောင်းနာမယ်မင်းအနာဂတ်ကိုပြန်သွားရမှာလွယ်မှာမဟုတ်ဘူးလို့ချီဖူယူကပြောလိုက်ပါတယ်အဲစကားကြောင့်တာကီမီချီကသဘောပေါက်သွားပြီးမိုက်ကီဘာလို့နေလဲလို့ပြန်မေးလိုက်ပါတယ်အဲ့ချိန်မှာပဲယာမာဂီဂျီရောက်လာပြီးငါသိပြီတာကီမီချီလူမိုက်လောကကိုစိတ်ဝင်စားလို့လားလို့ပြောပြီးတူမန်းဖြတ်သိမ်းလိုက်တာ2နှစ်ရှိပြီအင်အားစုတွေကတိတိတသာပြောင်းလဲသွားတယ်အတိတာဆုံးကချန်ပီယံတူမန်းရဲ့ရုပ်တရက်ဖြတ်သိမ်းမှုပြီးတဲ့နောက်မှာတိုကျိုလူမိုက်လောကကဘယ်ရပတာတွေဖြစ်ကုန်ပြီသူတို့ကိုသူတို့အင်အားကြီးကိုင်းလို့ကြွေးကြော်ခဲ့တဲ့ခိုင်းတွေခိုးပြီးတစ်ခုချိန်မုံခံရတယ်အဲ့ကနေရှုပ်ထွေးတဲ့ပြည်ရင်းစစ်ကြီးဖြစ်လာတာပဲအဲ့ပလီပခကိုတိုကျိုရဲ့စကူကူခစ်လို့ခေါ်ကြတယ်ဒါပေမဲ့အဲ့ချိန်တွေကိုလူ3ယောက်ကဘယ်ရပတာဖြစ်ပွားမှုကိုအဆုံးသတ်ခဲ့တယ်အဲ့လူတွေကမီနာတိုတဝိုက်ကိုအခြေစိုက်ပြီးအကြီးမြတ်ဆုံးအာဏာရှိသူတိုကူဟာရာတန်နန်ရဲ့ခေါင်းဆောင်ထရာနိုဆောက်ရှီဂျူကူဒေတာကိုအုပ်ချုပ်တဲ့ရိတ်ထဲမှာအလုပ်လုပ်ပြီးအတန်မာဆုံးဂိုင်းကိုအုပ်ချုပ်သူဘရာမာရဲ့ခေါင်းဆောင်စန်းဂျူရှီဘူယာမြေကိုအခြေစိုက်ပြီးကန်တူမန်ဂျီဂိုင်းရဲ့ဥက္ကဋ္ဌစာနူမန်ဂျီယိုတို့ပဲသူတို့ကြောင့်တိုကျိုကမျှချေဖြစ်သွားပြီးအဲ့ခစ်ကိုနဖျား3ပါးရဲ့ခစ်လူခေါ်ကြတယ်လို့ရှင်းပြလိုက်တော့တာကီမီချီကကြောင်သွားပြီးမိုက်ကီနဲ့အဆင့်တူတဲ့လူ2ယောက်ရှိတာလားလို့မေးလိုက်ပါတယ်တာကီမီချီတယောက်ကအဲစကားတွေကြောင့်အတွေးများလာပြီးမိုက်ကီကဂိုင်းတစ်ကိုထောင်လိုက်မယ်ဆိုရင်ဘာလို့တုံမန်းကိုဖျက်သိမ်းတာလဲလို့တွေးမိနေပါတယ်အဲ့ဒါကိုမြင်တော့ချီဖူယူကမင်းထပ်ပြီးစိတ်လွင့်နေပြီလားမင်းမိုက်ကီကြောင့်စဉ်းစားနေတာဖြစ်မယ်မင်းတောင်းမှန်ရမယ့်လူတယောက်ရှိတယ်လို့မထင်ဘူးလားလို့မေးလိုက်တော့တာကီမီချီကတောင်းမှန်ရမယ့်လူဟုတ်လားလို့ပြန်မေးလိုက်ပါတယ်အဲ့နောက်မှာတော့တာကီမီချီတယောက်ကဟီနာရှိမှမင်္ဂလာဆောင်ကိုပြစ်ထားခဲ့ပြီးတော့တည်သွားတဲ့အကြောင်းကိုငိုယိုပြီးတောင်းပန်နေပါတယ်ဟီနာကအဲစကားကြောင့်ကြောင်ရသွားပြီးနေပြန်ရောက်လာတာလားလို့မေးလိုက်ပါတယ်ခေါမိုးတစ်ခုမှာဟီနာနဲ့တာကီမီချီတို့ကအတူရှိနေပြီးတာကီမီချီကဖြစ်ခဲ့တာဒီအားလုံးရှင်းပြလိုက်တော့ဟီနာကတကယ်လို့ရွေးချယ်မှုမှားခဲ့ပြီးနောက်ထပ်မကောင်းတဲ့အဆုံးသတ်ဖြစ်ခဲ့ရင်တော့ငါနင့်ကိုအမြဲအားပေးနေမှာလို့ပြောလိုက်ပါတယ်အဲစကားကြောင့်တာကီမီချီကမင်းသက်သွားပြီးကျေးဇူးပါဟီနာလို့တွေးမိနေပါတယ်တာကီမီချီကပြတ်သားတဲ့အကြည့်တွေနဲ့ငါမိုက်ကီကိုနိုင်ယူမယ်လို့ပြောလိုက်ပါတယ် မန်ဂါလေးကိုတိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပြီးကူညီပေးသွားဖို့တောင်းဆိုချင်ပါတယ်စောင့်ကြည့်ပေးနေတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်chapter အစမှာတာကီမီချီနဲ့ချီဖူယူတို့ကအတူရှိနေပြီးတာကီမီချီကငါမိုက်ကီကိုဘယ်လိုအနိုင်ယူရမလဲလို့မေးလိုက်တော့ချီဖူယူကရုတ်ရက်ကြီးအဲ့လိုတွေမပြောနဲ့လို့ပြောလိုက်ပါတယ်တာကီမီချီကထပ်ပြီးငါအတီးပြောနေတာလို့ပြောလိုက်ပါတယ်အဲစကားကြောင့်ချီဖူယူကအဲ့လိုဆိုရင်ငါတို့ကောင်းလေးတွေကိုပြန်စည်းရုံးဖို့လိုမယ်တိုမန်းကမရှိတော့ဘူးငါတို့မိုက်ကီရဲ့ကန်နူမန်းကြီးကိုင်းကိုစန့်ကြည့်ဖို့အင်အားချို့လိုတယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဟက်ကန်ရောက်လာပြီးမင်းတို့ဘာတွေပြောနေတာလဲစိတ်ဝင်စားဖို့ကောင်းမဲ့ပုံမဲလို့ဝင်ပြောလိုက်တော့တာကီမီချီကလက်ရှိအခြေအနေကိုပြောပြလို့ရတာကြောင့်ဘာမှမဟုတ်ဘူးလို့ဆိုပြီးလိန်ပြောလိုက်ပါတယ်ဟက်ကန်ကမင်းတို့တော်တော်အားနေတဲ့ပုံပဲလို့ပြောပြီးတနေရာကိုခေါ်သွားပါတယ်အဲ့နေရာကတော့ပါရဲ့ရုံးခန်းပါရုံးခန်းထဲမှာပါပီယန်မီဆူယာတို့ကအတူရှိနေပြီးပါကတာကီမီချီကိုတွေ့တော့မတွေ့တာကြာပြီလို့နှုတ်ဆက်လိုက်ပါတယ်တာကီမီချီကချက်ချင်းမမိပဲမျက်မှန်ချွတ်လိုက်မှပါမမိသွားပြီးမင်းပြန်လွတ်လာပြီလားလို့ဝမ်းသာအားရပြောလိုက်ပါတယ်အဲ့တကားကိုကြားတော့မီဆူယာကမင်းဘလို့ဟာတာတွေပြောနေတာလဲအဲ့ဒါကတရင်အောင်ကြီးလို့ဝင်ပြောလိုက်ပါတယ်မီဆူယာကတော့ပါစီမှာရုံးခန်းလေးငှားခြင်းလို့ရောက်လာတာဖြစ်ပြီးပါနဲ့ပီယန်ကအင်ချမ်မီကုမ္ပဏီကိုအခုချိန်တည်းကလဲပတ်နေတာပါအဲ့ရုံးခန်းထဲမှာပဲဘော်ဒါတွေစကားစမိပြောပြီးစူညံပေါ်လောရိုက်နေပါတယ်အဲ့ချိန်မှာပဲချီဖူယူကသူတို့ကိုမင်းရဲ့အစီအစဉ်အတွက်အခုခေါ်လိုက်ရင်ရောဒီကောင်ဒေတာပါလာရင်ငါတို့ဘက်မှာမယုံနိုင်လောက်အောင်အင်အားတွေရလာမှာလို့ပြုံးပြပြီးပြောလိုက်ပါတယ်တာကီမီချီကရုတ်တည်သွားပြီးအဲ့လိုမလုပ်ပဲနေရအောင်လို့ပြောလိုက်တော့ချီဖူယူကကြောင်သွားပါတယ်ဟက်ကန်ချီဖူယူတာကီမီချီတို့ကရထားနဲ့တူအိမ်ပြန်နေတော့မှာပဲဟက်ကန်ကသူတို့ကရှစ်ဆက်သွားနေတာငါအမီလိုက်ရမယ်ဆိုပြီးအားငယ်တဲ့ရုပ်ဖြစ်နေပါတယ်တာကီမီချီကမင်းဘယ်နေရာရောက်ဆင်ပြေတယ်စိတ်မပူနဲ့မင်းကကြီးမြတ်တဲ့လူတစ်ယောက်ဖြစ်လာမှတေးကြတယ်လို့ပြောလိုက်တာကြောင့်ဟက်ကန်ကကြောင်ပြီးမင်းဘလို့တော့တေးကြနေရတယ်လို့ပြန်မေးလိုက်ပါတယ်ဟက်ကန်ကအိမ်ပြန်သွားတော့ချီဖူယူကသူတို့ကိုမင်းရဲ့အစီအစဉ်ဘာလို့မပြောပြတာလဲအားလုံးကအဲ့မှာရှိနေတာခွင်ကောင်းပဲလို့ပြောလိုက်တော့တာကီမီချီကဘယ်တက်နိုင်မလဲသူတို့ကတကယ်ကိုအလုံကျိုးသားတဲ့လူတွေပဲလေသူတို့မှာအစီအစဉ်တွေရှိပြီးသားငါတို့သူတို့ကိုဘယ်ခေါ်နိုင်မလဲလို့ပြုံးမိဖြေလိုက်ပါတယ်အဲ့ချိန်မှာပဲချီဖူယူကအချိန်ပိုင်းလို့တွားရတော့မှကြောင့်တာကီမီချီနဲ့လမ်းခွဲလိုက်ကြပါတယ်တာကီမီချီကြောက်နားလေလိုက်တာကအားလုံးကိုလမ်းကြောင်းပေါ်မှာကိုရောက်နေပြီးသူတို့ကရံပွဲတွေတဲ့ဝင်ပါတရားမလို့တော့ဘူးဆိုတာပါအဲ့အကြောင်းပဲသူက
ဘဒုကမှဝေမပါခိုင်းမဲ့ကိုဘာသာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဖုံးလာတာကြောင့်တာကီမီချီကဖုံးကင်လိုက်ပြီးတာကီမီချီမင်းခဏလောက်လာဖို့အားလားလို့ဒရာဂန်ကမေးလိုက်ပါတယ်တာကီမီချီကဒရာဂန်ရဲ့ဆိုင်ကယ်ဆိုင်ကိုရောက်လာပြီးမတွေ့ရကြပြီလို့နှုတ်ဆက်လိုက်ပါတယ်ဒရာဂန်ကသူပြင်ထားတဲ့ဆိုင်ကယ်ကိုထုတ်ပြပြီးမှားထားတဲ့အပိုင်းတွေကြာနေတာမို့လို့ပြင်နေတာကြာသွားတဲ့အတွက်တောင်းပန်လိုက်တယ်တာကီမီချီကဆိုင်ကယ်ကိုမြင်တော့မိုက်ကီပေးခဲ့တဲ့ဆိုင်ကယ်မှန်သတိရသွားပါတယ်ဆိုင်ကယ်ကိုစမ်းမောင်းကြည့်နေရင်တာကီမီချီကနာကမှာဖြစ်ခဲ့သမျှကိုဒရာဂန်ကိုရှင်းပြလိုက်ပါတယ်အဲစကားတွေကြားတော့ဒရာဂန်ကငါတို့မိုက်ကီနဲ့ပတ်သက်ပြီးလုံနိုင်တာဘာမှမရှိဘူးငါတို့တုံမန်းလူကောင်းတွေကလူကောင်းတွေပဲမိုက်ကီကတော့စမ်းညစ်ဘက်လမ်းကိုလိုက်ချင်တယ်အဲ့ဒီအားကြောင့်ငါတို့အားလုံးကိုသူကထားခဲ့တာမိုက်ကီကိုထားလိုက်ပါသူကတုံမန်းမှာခြေတုံးကားနဲ့မတူတော့ဘူးသူကမင်းကိုတတ်ဖို့နှစ်ခါပြန်စဉ်းစားမှာမဟုတ်ဘူးလို့ပြောနေတော့မှာပဲဒီကထွက်သွားဒရာဂန်တို့အီနုဘီကအော်ပြောလိုက်ပါတယ်အဲစကားကြောင့်ဒရာဂန်တို့ကလက်ကြီးလိုက်တဲ့ချိန်မှာဆိုင်ကယ်မောင်းလာတဲ့လူတယောက်ကအီနုဘီကိုအင်ကြီးကဆွဲမလာပြီးဒရာဂန်တို့စီကိုရုပ်တကူလိုလွှဲပစ်လိုက်ပါတယ်အဲ့မြင်ကွင်းကိုမြင်တော့တာကီမီချီကဘရိတ်ကိုအုပ်ပြီးမတိုက်မိခင်မှာပဲရှောင်းလိုက်နိုင်ပါတယ်ထိုဆိုင်ကယ်ပေါ်ကနေမျက်နှာချမ်းမှာတတူးပြေးတဲ့လူကရှိနေပြီးအဲ့လူကိုမြင်တော့တာကီမီချီကအဲ့ကောင်ဘလူးလဲလို့မေးလိုက်တော့ဒရာဂန်ကအဲ့ဒါကတိုကူဟာရာကကိုယ်စလဲနိုင်မဲ့စောက်လို့ပြန်ဖြေလိုက်ပါတယ်စောက်ကတော့ဆိုင်ကယ်ပေါ်မှာချင်းလင်းကြီးနေပြီးအဲ့ချိန်မှာပဲတာကီမီချီတို့ကလူမိုက်တွေဝိုင်းနာခံလိုက်ရပါတယ်စောက်ကဒရာဂန်ရဲ့ရှိကိုရောက်လာပြီးတော့ငါနဲ့ပူးပေါင်းပါလို့ပြောလိုက်ပါတယ်တာကီမီချီတယောက်ကအထိတ်လန့်နေပြီးဒရာဂန်ကမင်းအဆင်ပြေလားအီနုဘီလို့မေးလိုက်တော့အေးရတယ်လို့အီနုဘီကပြန်ဖြေလိုက်ပါတယ်ဒရာဂန်ကမင်းဗတခါမင်းငါရဲ့ဖြေကအတူတူပဲငါဘယ်တော့မှတိုကူဟာနာတန်နိုင်နဲ့မပူးပေါင်းဘူးငါငိမ့်သားယူလိုက်ပြီလို့စောက်ရဲ့ကန့်လန့်မှုကိုချက်ချင်းချင်းပယ်လိုက်ပါတယ်စောက်ရဲ့ခန္ဓာကိုယ်ကတာကီမီချီတဲ့3စားလောက်ကြီးပြီးအရန်တန်မာနေတဲ့ပုံပါစောက်ကဒရာဂန်ရဲ့စကားကြောင့်ဒေါသထွက်သွားပြီးဒရာဂန်ရဲ့စောက်ကတဲ့ကိုပိတ်ထိုးလိုက်ပါတယ်အဲ့ထိုးချက်ကအားပြင်းလုံးတာကြောင့်ဒရာဂန်လိုလူမျိုးတော်အဝေးကိုလွန့်ထွက်သွားပါတယ်စောက်ကငိမ့်သားယူဖို့မင်းဆုံးဖြတ်လိုက်ရင်ငါဘယ်တော့မှခွင့်လို့မှမဟုတ်ဘူးအဲ့ဒါဆိုဘာလို့တုံမန်းကအတန်မာဆုံးလို့ခေါ်ခံရတာလဲလို့ဒေါသလေးနဲ့မေးလိုက်ပါတယ်ဒရာဂန်တယောက်ကပြန်ထလာပြီးစောက်ရဲ့ဘိုက်ကိုအားပြတဲ့လက်သီးချက်နဲ့ထိုးလိုက်ပေမဲ့စောက်ကဘာမှဖြစ်ပဲအပေါ်စီးကနေဒရာဂန်ရဲ့စောက်ကွက်တဲ့ကိုချက်ချင်းပဲပြန်ထိုးလိုက်တာကြောင့်ဒရာဂန်ကလက်ကျသွားပါတယ်စောက်ကလူမိုက်တွေခေရအောင်လုပ်မယ်အဲ့ဒါနဲ့ပတ်သက်ပြီးငါတို့ကအယူဆတွေတူတူပဲအဲ့ဒါကြောင့်ငါကတုံမန်းကိုချိန်မုံကိုရောက်လာတာမင်းကတော့ငိမ့်သားယူလိုက်တယ်ခွင့်မလို့နိုင်စရာပဲအတန်မာဆုံးလူကတတ်စားခံရရင်တော့အတန်မာဆုံးဖြစ်နေမှာငါလက်အောက်မှာလှုပ်လှုပ်ပါမဟုတ်ရင်အခုဒီနေရာမှာတေးလိုက်အဲ့ဒါမင်းရဲ့တခုတည်းတော့ရွေးစရာပဲဒရာဂန်လို့ဒေါသကြီးနဲ့အော်ပြောလိုက်ပါတယ်စောက်ကတာကီမီချီဘက်လက်ပြီးပထမတက်ခွဲကောင်းဆောင်ဟောင်းမင်းရောဘာပြောချင်သေးလဲအပြစ်ကင်းတဲ့မျက်နှာနဲ့ဘာဖြစ်တာလဲမသိရင်မင်းနဲ့မဆိုင်တယ်လို့ပဲလို့ပြောလိုက်ပါတယ်ပြီးတော့တာကီမီချီရှေ့ရောက်လာတာကြောင့်တာကီမီချီကထိတ်လန့်နေပါတယ်အဲ့ချိန်မှာပဲလူတယောက်ကရုပ်တကူလိုလွဲ့လာပြီးစောက်ရဲ့ဘေးနာကျလာပါတယ်စောက်ကလက်ကြည့်လိုက်တော့ဘရာမန်ခိုင်းရဲ့နံပါတ်1ဖြစ်တဲ့အာကာရှီတာကီယိုမီနဲ့ဘရာမန်အဖွဲ့သားတွေရောက်လာတာဖြစ်ပါတယ်ဒါကတော့နဗယား3ပါးတဲ့က2ယောက်ရဲ့ထိတ်တိုက်တိတ်ဆုံမှုဖြစ်ပြီးစစ်ပွဲရဲ့အစပါ